ဒီနေ့ညမှာတော့ကျွန်တော်တိုးပြီးနားလေရတဲ့အရာလေးတွေကတိဆောက်ဆရာဖြစ်မယ်လို့ထင်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်ဒီနေ့ညမှာလူရင်းတူရှင်းလေးဝင်ပြချင်ပါတယ်။ဆာလံခန်းကြီး46ပိုင်ငယ်10ကနေ17ငြိမ်ဝတ်လျက်နေကြလော့ငါကဘုရားသခင်ဖြစ်တည်ဟုသိမှတ်ကြလော့လူမျိုးတို့တွင်ငါသည်ဘုံပွင့်မည်မြေကြီးပေါ်မှာဘုံပွင့်မည်ကောင်းကင်ဘိုးချေရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားသခင်သည်ငါတို့နှင့်ခိုလုံရာဖြစ်တော်မူ၏အဲ့တော့ဒီကျမ်းပိုက်ကကျွန်တော်တို့အရင်တော့ဘယ်လိုနားလဲလဲဆိုတော့ငြိမ်ဝတ်စွာနေပေါ့တခုခုဆိုရင်လူတွေကပြာခတ်ကြတာ။အဲ့တော့ပြာခတ်မနေနဲ့ငြိမ်ငြိမ်လေးနေလိုက်ဘုရားသခင်အမှုပြုမယ်ပေါ့နော်။ကျွန်တော်တို့အရင်တော့အဲ့လိုနားလဲတယ်။ဒါပေမဲ့ဒီတစ်ခေါက်နှုတ်ကပတ်တော်ဆင်ခြင်လေ့လာရင်းနဲ့ဘာနားလဲရလဲဆိုတော့ဆာလံခန်းကြီး46မှာဘုရားသခင်ကဣတိလလူမျိုးပြောတဲ့အခါဘာလို့ဆိုလို့လဲဆိုတော့ကြုံတွေ့နေရတဲ့အခြေအနေကြောင့်အထိတ်တလန့်မဖြစ်နဲ့မိမိရဲ့အင်အားနည်းခြင်းရန်သူရဲ့အင်အားကြီးခြင်းကြောင့်စိတ်တမကြနဲ့ဘုရားသခင်ရဲ့တတ်နိုင်ခြင်းအပေါ်ယုံကြည်စိတ်ချဖို့မင်းတို့စိတ်ပြက်နေတဲ့ဒီအခြေအနေမှာငါဟာဘလို့ဖျားဖြစ်တယ်ဆိုတော့မင်းတို့မြင်တွေ့ရမယ်ဆိုတဲ့အတိတ်ပဲမျိုးဒီကျမ်းပိုက်မှာတွေ့ရတယ်အဲ့တော့ဒီကျမ်းပိုက်ကဣတိလလူမျိုးအတွက်တော့ခွန်အားပေးတဲ့စကားဖြစ်တယ်တိဆောက်ပေးတဲ့စကားဖြစ်တယ်စိတ်ချစရာစကားဖြစ်ပေမဲ့တပားအမျိုးသားတွေအရေးပြားမလီတဲ့သူတွေကိုတော့မကြခင်မင်းတို့ငါအမုန်းကြိတ်တော့မကြခင်မှာငါလူမျိုးတွေအတွက်မင်းတို့ငါချိန်မုန်းတော့မယ်ဆိုတဲ့အတိတ်ပဲရောက်အဲ့တော့ဒီနေရာမှာချိန်ပေါင်းများစွာကျွန်တော်တို့မမေးမိတဲ့အကြောင်းအရာရှိရင်ဝတ်စွာနေကြလို့ပြောတဲ့အခါဘာကြောင့်ဣတိလလူမျိုးတွေကဒီလိုအခြေအနေကြုံရတာလဲဆိုတော့မေကွန်မမေးမိခဲ့ဘူးမငြိမ်မဝတ်အခြေအနေတွေဣတိလလူမျိုးတွေဘာကြောင့်ကြုံခဲ့ရတာလဲနံပါတ်1မေကွန်ကနံပါတ်2မေကွန်ကအဲ့ဒီလိုမငြိမ်ဝတ်စရာအကြောင်းတွေကြုံလာရတဲ့အချိန်မှာဣတိလလူမျိုးတွေကရှေ့မှာကျွန်တော်နားလည်ခဲ့ကြသလိုဘာမလုပ်နဲ့ဘုရားအမှုပြုမယ်ထိုင်ဆောင်နေဘုရားလုပ်ကိုလိမ့်မယ်မင်းဘာမလုပ်နဲ့ထိုင်ဆောင်နေဆိုတာမျိုးအဲ့လိုပဲနေခဲ့ကြသလားပေါ့တကယ်တော့ကျမ်းစာကိုတေချာကြည့်တဲ့အခါဣတိလလူမျိုးတွေရဲ့တမိုင်းချောင်းကို analysis ပြန်လုပ်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ရှေ့ကနားလည်ခဲ့တယ်လို့အမှုရောက်တဲ့အခါမှာဘာမှမလုပ်ပဲကျွန်တော်နားလည်လို့ထိုင်ပြီးမှစောက်နေတာမျိုးမဟုတ်ခဲ့ဘူးဆိုတာတော့တွေ့ရအဲ့တော့ဣတိလလူမျိုးတွေကအဲ့ဒီလိုအမှုရောက်တဲ့ကာလအခြေအနေဆိုးတဲ့ကာလတွေမှာဣတိလလူမျိုးတွေကပြုခဲ့တဲ့အမှုတွေရှိဣတိလလူမျိုးတွေဘာကြောင့်အမှုရောက်တယ်လဲလို့ပြောတဲ့အခါမှာအကြောင်းအရာအကျိုးအကြောင်းတွေရှိရတော့အဖြစ်ဣတိလလူမျိုးတွေဟာဘုရားတရားနဲ့ဝေးတဲ့အခါပဲဖြစ်ဖြစ်ဘုရားတရားနဲ့ဆန့်ကျင်တဲ့အခါပဲဖြစ်ဖြစ်အဲ့ဒီလိုဒုက္ခပြဿနာလေးတွေမကြကြုံတွေ့ရဆိုလိုတာကဘုရားပဲလဲလာအောင်ဘုရားပေးသွေးတာမျိုးတွေဖြစ်တယ်ဒါကြောင့်ညင်ဝတ်လက်နေကြလို့ပြောတဲ့အခါမညင်ဝတ်เสียအကြောင်းတွေကြုံလာရတာဘာကြောင့်လဲဆိုဣတိလလူမျိုးတွေရဲ့အမားတွေကြောင့်ဖြစ်အလွဲတွေကြောင့်ဖြစ်ဒုတိယကဣတိလလူမျိုးတွေကအဲ့ဒီလိုမျိုးအခြေအနေတွေကြုံရတဲ့အခါမှာလှုပ်တဲ့အလုပ်လေး၃ခုရှိနံပါတ်1ကဆင်ခြင်တယ်နံပါတ်2ကပြုပြင်တယ်နံပါတ်3ကဖေရှားတယ်ဆိုတော့အဲ့ဒီအချက်3ချက်သူတို့အမြဲတမ်းလုပ်လို့ရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒီတစ်ပိုက်ထဲကိုပဲကြည့်ပြီးမှဆုံးဖြတ်မယ်ဆိုတော့အဲ့လိုမျိုးတွေ့ရမှာမဟုတ်ဒီတစ်ပိုက်ပေါ်မှာကျွန်တော်တို့ကတခြားသောအကြောင်းအရာတွေတခြားသောအဖြစ်အပျက်တွေကိုခွဲခြမ်းစိတ်ဖြာပြီးစစ်စစ်တဲ့အခါမှာဒီအချက်လက်ကိုကျွန်တော်တို့တွေ့ရတာပေါ့ဒါကြောင့်ယောဘဝတ္ထုမှာအလိဖတ်ကတတိယအကြိမ်ယောဘကိုပြန်ပြီးမှဆုံးမတဲ့အခါပြောတဲ့စကားမှာကျွန်တော်တို့မမိပါလိမ့်မယ်ယောဘဝတ္ထုအခန်းကြီး22ပိုက်ငယ်ကျွန်တော်တို့21ကနေ24လောက်ထိတော့ဖတ်ရမှာပေါ့ဘုရားသခင်နဲ့အကျွမ်းဝင်၍မိထာရဖွဲ့လို့ထိုတို့ပြုမှကောင်းစားခြင်းတို့ရောက်ရလိမ့်မည်နှုတ်တော်ထွက်တရားတော်ကိုခံယူ၍စကားတော်ကိုနှလုံး၌တွင်ပါလော့အနန္တတကုရှင်ထံတော်တို့ပြန်လာလင်တိဆောက်ခြင်းရှိလိမ့်မည်သင်အိမ်မှဒုစရိုက်ကိုပယ်ရှားလင်ရွှေကိုမြေမုံကဲသို့၎င်းအောပိယရွှေကိုမြင့်နှံ့ရှိသောကြောက်စရစ်ကဲသို့၎င်းတူထားရလိမ့်မည်အလိဖတ်ကြီးကယောဘကိုပြောတဲ့အခါသူယောဘဘာကြောင့်ဒီလိုခက်ခဲပြဿနာဒုက္ခတွေကြုံရတာလဲလို့မေးရင်ဘုရားနဲ့လွဲလို့တဲ့ဒါကြောင့်မင်းရဲ့အသက်တာထဲမှာဘုရားနဲ့လွဲနေတဲ့အရာဘုရားနဲ့ဆန့်ကျင်တဲ့အရာတွေကိုအရင်ဦးဆုံးဖယ်ရှားပါတဲ့ဒါဆိုရင်မင်းရဲ့အသက်တာ stable ပြန်ဖြစ်လာမယ်တဲ့ဣတိလလူမျိုးတွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာလဲဒီအလိဖတ်ပြောတဲ့ရှုထောင့်ပုံစံမျိုးသူတို့တခုခုဖြစ်တိုင်းမှာတခုခုကြုံတိုင်းမှာအမြဲတမ်းသူတို့ကဆင်ခြင်တယ်ဘာရီမားနေလဲဘာရီလွဲနေလဲဆင်ခြင်တယ်နံပါတ်2ပြုပြင်နံပါတ်3ဘုရားအလိုတော်မရှိတဲ့အရာတွေကိုအသက်တာထဲမှာဖယ်ရှားတယ်ဆိုတာကိုကျွန်တော်တို့တွားတွေ့ရတယ်ဥပမာကျွန်တော်နားလေအောင်အဖြစ်ပြက်တချို့ကိုကျွန်တော်တို့နဲ့ဆင်ခြင်ကြည့်ရမယ်ဆိုရင်ထွတ်မြောက်ရာအခန်းကြီး32မှာတိနာတောင်နာကိုဣသရေလမျိုးတွေရောက်လာတဲ့အခါမှာမောရှေကတောင်ပေါ်တက်ပြီးဘုရားသခင်နဲ့တွေ့တယ်အဲ့ဒီအချိန်မှာပဲတောင်အောက်မှာအာရုန်နဲ့ဣသရေလမျိုးတွေရဲ့ဖြစ်နေတဲ့အဖြစ်ပြက်ကျွန်တော်တို့သိတဲ့အတိုင်းပဲငါတို့ကိုထုတ်ဆောင်ခဲ့တဲ့ဘုရားကိုငါတို့ရှေ့ကတွားရအောင်လို့အခုပဲထုတ်ပြပါလို့အာရုန်ကိုတောင်းဆိုတယ်အဲ့တော့
အာရုံကလည်းပရိသတ်တွေကိုကြောက်တဲ့အခါကျတော့ရွှေနှောင်းတွေတောင်းတယ်ပြီးရင်သွန်းလုပ်တယ်နွားတငယ်ရုပ်ကိုပေးလိုက်တယ်မောရှိဘုရားခင်ကပြောတယ်အောက်မှာတော့ဖြစ်ကုန်ကြပြီမင်းစင်းကြည့်အောင်ဆိုတော့မောရှိစင်းကြည့်တဲ့အခါမှာအင်မတန်မှဘုရားခင်နဲ့ဆန့်ကျင်တဲ့ဘုရားရှိမှအင်မတန်မှမာယွန်းတဲ့အမှုကိုပြုပြီးသွားပြီအဲ့ဒီမာယွန်းတဲ့အမှုကိုပြုတဲ့အတွက်ပဲအဲ့ဒီနေ့မှာမောရှိကပြောတယ်ဘုရားဘက်မှာဘယ်သူရက်မလဲလို့ခေါ်တဲ့အခါကျတော့လေဝိအမျိုးတွေရောက်လာတယ်ရက်တယ်အဲ့ဒီနေ့မှာလူပေါင်းများစွာတည်ဆုံးကြတယ်အဲ့တော့အဲ့ဒီတည်ဆုံးပြီးတဲ့နောက်မှပဲလေဝိမျိုးဆိုတော့ဖြစ်လာတယ်ပြီးမှသူတို့ရဲ့ခီးကိုပြန်ဆက်တယ်ဆိုတော့တွေ့ရဘုရားနဲ့ဆန့်ကျင်တဲ့ဘုရားရှိမှကြီးမားတဲ့အမားတွေမားပြီးသွားတဲ့အခါမှာဆင်ခြင်ရတယ်ပြုပြင်ရတယ်ဖေရှားရတယ်ဆိုတဲ့ဟာအဲ့ဒီချက်ထဲမှာတွေ့ရအဲ့ဒါမရှိဘဲနဲ့အဲ့ဒီ၃ခုမရှိဘဲနဲ့မလုတ်ဘဲနဲ့သူတို့ခီးဆက်လို့မရဘူးဆိုတော့သူတို့ခီးစဉ်တိုင်းအဖြစ်ပြက်တိုင်းပြဿနာတိုင်းမှာတွေ့ရအဲ့တော့ဒီနေရာမှာတိုးပြီးဆင်ခြင်စရာရှိတာကခေါင်းဆောင်နဲ့နောက်လိုက်အကြောင်းပဲအဲ့တော့အာရုံက second man ဖြစ်တယ် first man မဟုတ် second man ဆိုလိုတာကဘုရားခင်ရွေးတဲ့ first man မဟုတ် second man အဲ့တော့ second man ဖြစ်တဲ့အာရုံကိုပရိသတ်တွေကငါတို့ကိုထုတ်ဆောင်ခဲ့တဲ့ဘုရားပြပါလို့ပြောတဲ့အခါမှာအာရုံအတွက်ဖြေစရာဖြေမရှိဘူးတကယ်လို့အဲ့ဒီနေရာမှာမောရှိဆိုဖြေစရာဖြေရှိတယ်။ဘာကြောင့်လဲဆိုရင်သူ့ကိုနမိတ်လက္ခဏာနဲ့တီတီချာချာခြုံပြီးလောင်ပြီးခေါ်တာဖြစ်တဲ့အတွက်အဲ့ဒီဘုရားဟာဘလို့ဘုရားဖြစ်တယ်ဆိုတော့တိတိကျကျပြန်ပြောနိုင်။ဒါပေမဲ့အာရုံပြန်မပြောနိုင်။အဲ့ဒီပြန်မပြောနိုင်တဲ့အပြင်ကိုအာရုံကဘလို့ခေါင်းဆောင်မျိုးလဲဆိုရင်လူတွေကိုအရန် focus ထားတာပရိသတ်ကိုအရန် focus ထားတာဒီနေ့အသင်းတော်တွေဓမ္မဆရာတွေတော်တော်များများဟာလူကိုဗဟိုပြုလာရင်လူပေါင်းများစွာကိုလမ်းလွဲစီတတ်တယ်ဆိုတာအာရုံကိုကြည့်ချင်းအဖြစ်နားလေရပြီးတော့ဒုတိယကနောက်လိုက်တယ်ဗျအဲ့ဒီပရိသတ်တွေကဘာဆိုဘာမှနားမလဲဘာဆိုဘာမှလည်းမစင်စားမဆုံးဖြတ်ဘူးအာရုံထုတ်ပေးလိုက်တဲ့ဟာကတကယ်ဘုရားမဟုတ်ဘူးရုပ်ထုကြီးပါဆိုတာကိုလည်းစဉ်းစားဉာဏ်လည်းမရှိဘူးဝေဖန်ပိုင်းခြားတာလည်းလုံးဝမရှိဘူးဒါဆိုဒါအဲ့ဒီတိုင်းအဲ့တော့ကျွန်တော်အသက်တာထဲမှာရောနှုတ်ကပတ်တော်ခံယူတဲ့အခါရှင်ကျင်တဲ့အခါဘယ်ဟာကိုမှမစင်စားမစင်ကျင်မဲနဲ့ဘယ်ကြမ်းပိုက်ပဲဖြစ်ဖြစ်ဘယ်ဟောပြောတဲ့သူပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးခံယူမိနေသလားတကယ်လို့အဲ့လိုခံယူမိတယ်ဆိုရင်အဲ့ဒါကကိုယ့်ရဲ့အသက်တာလွဲလို့လွဲမှမသိလွဲစီမှမသိမမှန်လို့မမှန်မှမသိအများကြီးဖြစ်သွားနိုင်ကြအကြောင်းရှိအဲ့တော့အဲ့ဒီအချက်လေးကိုဒီညမှာတတိယမိတယ်နောက်ထပ်ဣတရလူမျိုးတွေမငြိမ်ဝတ်စရာအကြောင်းနဲ့ကြုံတဲ့အခါမှာဘာတွေလုပ်တတ်တယ်လဲဆိုတဲ့ဟောနောက်ထပ်ဒုတိယဥပမာလေးတစ်ခုကျွန်တော်တို့ကြည့်ပြီးစဉ်းကျင်ကြည့်ဖို့ဖြစ်ပါတယ်ယောရှုမတ်စာအခန်းကြီး9ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာအာခန်အကြောင်းကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အာခန်ကချိန်အပ်တဲ့အရာကိုယူတယ်ချိန်အပ်တဲ့အရာကိုယူတဲ့အတွက်သူတို့ထဲအင်အားနည်းတဲ့အာအေးမြို့ကိုတွားတိုက်တဲ့အခါမှာခွက်လာအောင်ရှုံးပြီးပြန်ပြေးရတယ်အဲ့လိုပြေးရတဲ့အခါကျတော့ယောရှုမှစ၍ဣသရေလလူမျိုးတွေကအင်မတန်မှတုံလုံးကြကျမ်းစာမှတန်းတင်တာဆိုရင်စိတ်နှလုံးဟာတဲ့အည်ကြိုတကဲ့သို့အဲ့လိုဖြစ်တယ်အဲ့ဒီအဖြစ်ပြက်ပေါ်မှာတော်တော်လေးသူတို့ကြည်ခဲသွားတယ်ဒါကြောင့်လဲသူကဘုရားသခင်နဲ့ဘုရားရဲ့အကြံစီပေါ်မှာယောရှုမှစ၍ဣသရေလလူအားလုံးဟာနားလည်မှုလွဲကြတယ်ဒါပေမဲ့ဘုရားသခင်ကနားလည်မှုလွဲနေတဲ့အပေါ်မှာဘုရားသခင်ကဆက်ပြောတယ်မဟုတ်ဘူးတဲ့မင်းတို့ချိန်အပ်တဲ့အရာကိုယူတဲ့အတွက်ချိန်အပ်တော်သူဖြစ်တဲ့အတွက်ရန်သူရှိမှမခံမရနိုင်ဘူးလို့ပြောတယ်ယောရှုမှစာအခန်းကြီး9အပိုက်ငယ်7မှာအဲ့ဒါတွေ့ရမယ်ထို့သောဣသရေလအမျိုးသားတို့သည်ချိန်အပ်တော်သူဖြစ်သောကြောင့်ရန်သူတို့ရှေ့မှာမခံမရနိုင်ကြောကိုလဲရကြ၏ချိန်အပ်တော်သူကိုတင်တို့အထက်ကမပယ်မရှင်းနေတင်တို့နှင့်အတူငါမနေဒီဖြစ်ပြနေတဲ့ဒီအရာကိုမဖယ်သေး၍မင်းတို့ဘယ်တော့မှရန်သူရှေ့မှာမခံမရနိုင်ဘူးကြောကိုလဲရတယ်ဆိုတာအများအားပြေးနေရမယ်ကိုယ့်ထက်အင်အားနေတာပဲဖြစ်ဖြစ်ကိုယ့်ထက်မစွမ်းတာပဲဖြစ်သွားလှုပ်တိုင်းမှာအများအားရှုံးနေမယ်ဘာကြောင့်လဲဆိုရင်ဖျားတဲ့ဆန့်ကျင်တဲ့အမှုပြုထားတဲ့အတွက်အဲ့လိုဖြစ်ရတယ်လို့ပြောတယ်ဒါကြောင့်ရှေ့ဆက်သွားဖို့အတွက်ရှေ့ဆက်လှုပ်ဆောင်ဖို့အတွက်သူတို့အသက်တာတွေကဒီအဖြစ်ဖြစ်ကိုဖယ်ရတယ်ဒီတော့အလုံးခေါ်လိုက်တယ်စစ်ဆေးတယ်အာခန်လည်းဝန်ခံတယ်ဒါကြောင့်အာခန်ကိုပယ်ရှင်းလိုက်ပြီးမှပဲဂျန်တဲ့ခီးစဉ်နဲ့ဂျန်တဲ့ပြုမဲ့အမှုတွေကိုဆက်ပြီးပြုတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ဣတရလူမျိုးတွေမှာဘာပဲကြုံညင်ဝတ်စွာနေကြလို့ဆိုတဲ့အချိန်မှာစင်ကျင်တယ်ပြုပြင်တယ်ပယ်ရှားတယ်ဆိုတာကိုလှုပ်လိရှိတယ်ဆိုတာကိုသူတွေ့ရတတိယအဖြစ်ပြက်လေးတစ်ခုကိုစင်ကျင်ကြည့်ချင်ပါတယ်အဲ့ဒါကကျွန်တော်တို့အားလုံးသိကြတဲ့ယောနာဝတ္ထုလို့ပြောရင်များသောအားဖြင့်ကျွန်တော်တို့က main character ဆိုရင်ယောနာကိုပဲကျွန်တော်တို့အမြဲတမ်းစင်ကျင်လိရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ယောနာဆိုတဲ့ character ကိုမစင်ကျင်ဘဲနဲ့နီးနွေမြို့သားတွေကိုစင်ကျင်ကြည့်မယ်နီးနွေမြို့သားတွေဟာဘုရားသခင်နဲ့ဆန့်ကျင်တဲ့အမှုတွေကိုနှစ်သက်တယ်ဘုရားနဲ့လွဲနေတဲ့အရာတွေပေါ်မှာကြည်နပ်တယ်လွဲနေလို့လွဲနေမှလည်းသူတို့မသိဘူးဒါကြောင့်သူတို့စီရင်ချင်းမကြခင်ရောက်တော့မယ်ကျေးဇူးတော်ကြောင့်ဘုရားသခင်ရဲ့တဘောတဘာဝကဘလောက်ပဲမာဘလောက်ပဲလွဲဘုရားရဲ့မြတ်တာအယံကိုကြီးမားလွန်းတယ်ဘုရားရဲ့တဘောတဘာကဘုရားနဲ့ဆန့်ကျင်နေတဲ့သူပေါ်မှာတော့တနာချင်းကျူးနာတော့တိတ်ကိုကြီးမားလွန်းတယ်အဲ့တော့ကျွန်တော်တို့ဘုရားကိုကိုးကွယ်ရတာအယံစိတ်ချမ်းသာစရာကောင်းတယ်တအားကျေနပ်စရာကောင်းပါတယ်ဒါကြောင့်ယောနာကိုရွေးချယ်ပြီးမှသတင်းစကားပါခိုင်းတယ်ယောနာအားဖြင့်သတင်းစကားရောက်လာတဲ့အခါနောင်တရကြလို့မကြခင်ဘုရားခင်ဖြစ်စီတော့မယ်နောင်တရကြလို့ဆိုတဲ့
စကားလေးကိုပဲပြောတာအဲ့ဒီစကားလေးကိုကြားတဲ့အခါမှာဖျားနဲ့ဆန့်ကျင်တဲ့နေရာမှာပျော်တတ်တဲ့ဖျားတရားနဲ့ဝေးရာမှာနေတတ်တဲ့အဲ့ဒီနင်းနွေမြို့သားတွေကချက်ချင်းကြားပြီးဆင်ကျင်တယ်ပြုပြင်တယ်ဖယ်ရှားတယ်ချက်ချင်းအလုံးကနောင်တရတယ်တလိษံတွေကအစားကျမ်းစာမှတ်တမ်းတင်တာနောင်တရပြီးဖျားပဲလဲကြတယ်ဘလောက်ထိတိဆောက်စရာကောင်းလဲဆိုကြားတာနဲ့ချက်ချင်းပြုပြင်တတ်တယ်ကြားတာနဲ့ချက်ချင်းဆင်ကျင်တတ်ဒီတဲ့ယုံကြည်သူတွေအများစုဟာခရိယန်ဖြစ်လာတာကြားတဲ့အခါပုံနေမြဲကြားနေမြဲဖြစ်သွားတယ်ထုံသွားတာပေါ့တရားဟောဒေသနာတွေနားထောင်ပါများတော့ပြင်လို့ပြင်ရမှမသိတော့အချက်လက်အနေနဲ့နားလဲသွားတယ်ဆင်ကျင်ရကောင်းမှန်ဖေရှားကောင်းမှန်နှလုံးသွင်းရကောင်းမှန်မသိတော့ဆန္ဒတွေကရှိရောက်လာတယ်ဒါကြောင့်ပုဂ္ဂိုလ်ခင်မှာတရားမင်တာဆိုတာဝိညာဉ်ရေးရမှာအမားဆုံးပဲအဲ့တော့ပုဂ္ဂိုလ်ခင်တယ်ဆိုတာအကြိုက်ကရှိရောက်သွားတာတကယ်တော့ကျွန်တော်တို့ယုံကြည်သူတွေအကြိုက်ရှိရောက်မှာမဟုတ်ကိုကြိုက်မကြိုက်တဲ့နှုတ်ကပတ်တော်စစ်မှန်ရင်ရှင်ကျင်ပြီးအသက်တာပြုပြင်ရမှာပဲဖြစ်ဒီလူမျိုးသားတွေကတော့အဲ့လိုရှိတယ်ဒါကြောင့်ကျွန်တော်တက်တာထဲမှာနှုတ်ကပတ်တော်ကြားတိုင်းရှင်ကျင်မိတိုင်းမှာကိုယ့်ရဲ့အသက်တာကိုရှင်ကျင်တယ်ပြုပြင်တယ်ဖယ်ရှားတာမျိုးကနိနိဝေမျိုးသားတွေလို့ရှိကိုရှိတင်တယ်အဲ့ဒါကကျွန်တော်အသက်တာကိုအများကြီးပြောင်းလဲသွားစေနားလည်ရပါတယ်ဒါကြောင့်ဣတလလူမျိုးတွေကညင်ဝတ်စွာနေကြလို့ပြောနေတဲ့ကာလမှာမိဂုဏ်တစ်ခုရှိတယ်နံပါတ်1ကဘာကြောင့်ဣတလလူမျိုးတွေကမငြိမ်မဝတ်စရာအကြောင်းတွေကြုံရတာလဲလို့ပြောရင်ဘုရားသခင်နဲ့ဆန့်ကျင်တဲ့အမှုတွေဘုရားနဲ့လွဲတဲ့အမှုတွေပြုတဲ့အခါမှာအဲ့ဒီလိုအခြေအနေကြုံရတယ်အဲ့လိုကြုံရတဲ့အခါတိုင်းမှာဣတိဒလူမျိုးတွေကပြုလေးရှိတဲ့အချက်3ချက်ရှိတယ်နံပါတ်1ကဆင်ကျင်တယ်နံပါတ်2ကပြုပြင်တယ်နံပါတ်3ကဖယ်ရှားတယ်ဆိုတာကိုအဲ့ဒီ3ချက်ကိုအမြဲတမ်းလုံးလေးရှိတယ်ဒါကြောင့်ယဉ်ဝတ်စွာနေကြလို့ဆိုတဲ့ကာလမှာကျွန်တော်တို့အဲ့3ခုအမြဲတမ်းစတိပြုမိဖို့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုဒီလိုကာလမှာကျွန်တော်တို့ဘာမှမတတ်နိုင်စိတ်ပြည့်စရာပုံများတယ်စိတ်မကောင်းစရာပုံများတယ်ဘုရားမပိုင်မဖြစ်ဘူးဆိုတဲ့ဟာကိုနေ့တိုင်းခံစားရတယ်ဒါကြောင့်ဘုရားခင်အမှုပြုပါဘုရားခင်လက်တော်အပြင်မဆပါဆိုတဲ့စကားလုံးကလွဲပြီးကျွန်တော်တို့နှုတ်ကထွက်လာတာတိတ်မရှိလောက်ကျွန်တော်လှုပ်ပေးမယ်ဘာမှပူနဲ့အဲ့လိုမျိုးဘယ်သူမှမထွက်တော့ဘူးကိုကဘုရားလှုပ်ပေးမှအဲ့တော့ဘုရားရဲ့လက်တော်ကိုမျောလင်းတဲ့ကာလမှာအထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူသားသမီးတွေကအဲ့ဒီ3ချက်ကိုအမြဲတမ်းရှင်ကျင်မိဖို့လိုတယ်ဆိုတာလေးကိုနားလေရတယ်တမန်တစ်ကိုကြည့်တဲ့အခါကျတော့နည်းနည်းလေးတတိပြုစရာလေးတစ်ချက်ရှိတယ်အဲ့ဒါလေးလည်းထည့်ပြောချင်တာပေါ့ရှင်ယောဟန်ခရစ်ယာန်ကျမ်းအခန်းကြီး8မှာမာယွန်ချင်းအမှုကိုပြုတဲ့အမျိုးသမီးတစ်ယောက်ကိုဖာရီရှဲတွေကတခင်ယေရှုရှေ့ကိုခေါ်လာပြီးတခင်ယေရှုစုံစမ်းကြတဲ့အဖြစ်ပြက်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းတွေ့ရမှာဖြစ်တယ်ဖာရီရှဲတွေကကဲမောရှိရဲ့ပညာတိုင်းတော့ဒီလိုမှားတဲ့အမားမျိုးကျူးလွန်တဲ့သူကိုဒီလိုမျိုးကြောက်ခဲနဲ့ပေါက်ဖို့စီရင်ရတယ်မောရှိကပညာပါကိုရောကရောဒီပြဿနာနဲ့ပတ်သက်ပြီးဒီ case ကိုကိုရောဘယ်လိုမျိုးဖြေရှင်းမလဲလို့စုံစမ်းတဲ့အခါမှာယေရှုကတုံ့ပြန်မင်းတို့ထဲမှာပြစ်မရှိတဲ့လူအရင်ဆုံးခဲနဲ့စားပေါက်ပါလို့ပြောလိုက်တဲ့အခါကျတော့ကျမ်းစာရဲ့မှတ်တမ်းတင်ချက်အရတော့အကြီးဆုံးကနေစပြီးထွက်တာအငယ်ဆုံးကနောက်ဆုံးမှလိုက်အတိတ်ဘယ်ကသူတို့ဒီလဲအပြစ်နဲ့မကင်းဘူးဆိုတော့သူတို့ရဲ့အပြစ်ကိုသူတို့မြင်သွားတယ်ဆင်ခြင်မိသွားတယ်ဒါပေမဲ့ပြဿနာကကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အပြစ်ကိုမြင်ပြီးပြင်သွားတာမဟုတ်ထွက်သွားတာဒါကြောင့်ခရိယန်တော်တော်များများယုံကြည်သူတော်များဟာတရားဟောချက်နားထောင်ပြီးကျမ်းစာဖတ်ပြီးအပြစ်ကိုမြင်သွားတာလောက်အဆင့်ပဲရှိနေမယ်ဆိုတော့အသက်တာဟာမထူးကြအောင်အဲ့ဒီလူဟာအဲ့ဒီအသက်တာထဲမှာနှုတ်ကပတ်တော်အတိုင်းအသက်တာထဲမှာခံစားဖို့အမြဲတမ်းဝေးနေဘာကြောင့်ဘယ်တော့မှမပြည့်ဘူးဒါကြောင့်ယုံကြည်သူထဲမှာကိုဖြောက်မတို့ကိုပြည့်စုံတို့ရှိတယ်ပြည့်စုံဆိုတာကိုဘယ်တော့မှမမာဘူးပေါ့နော်အားနည်းချက်ဘယ်တော့မှမရှိဘူးအဲ့လိုလူတွေရှိတယ်အမြဲတမ်းပြည့်စုံတာအမြဲတမ်းမမှားဘူးဒီနေ့ဝိညာဉ်ရေးရမှာလဲကျွန်တော်တို့အဲ့လိုဖြစ်နေတယ်ဆိုရင်နှုတ်ကပတ်တော်ဟာကြိုက်တာနားထောင်ဘယ်တော့မှပြုပြင်စရာမရှိဘယ်တော့မှခွန်အားယူစရာမရှိအဲ့ဒါအမြဲတမ်းဆင်ခြင်ပြီးမာယွန်ချင်းအမှုကိုပြုတဲ့အမျိုးသမီးကတော့ तू ကအစကတည်းကမားတယ်ဆိုတော့ तू ကဝန်ခံပြီးသား तू နားလည်ပြီးသားဒါကြောင့် तू ကမားရင်စီရင်ခံရမယ်ဆိုတော့တည့်ရအတွက်စီရင်ခံမှုစောက်အဲ့မဲ့တခင်ယေရှုကပြောတော့နောက်တစ်ဖန်တဲ့တာ၍ဆိုးသောဘေးနဲ့မပြုတ်ဖို့အတွက်ဒုစရိုက်ကိုမပြုတ်ပါနဲ့ဆိုတဲ့စကားနဲ့ပြုတ်ပြင်ရတဲ့အခွင့်ရသွားတယ်လို့နားလေရဒီဖြစ်ပျက်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြောင်းအရာတော့ဒါဝိပဲဖြစ်တယ်ဒါဝိကဗာရရှိဘနဲ့မာယွန်နဲ့သူ့ယောက်ျားဥရိယကိုတတ်တယ်ဒါပေမဲ့သူ့ကိုသူမားတယ်လို့လုံးဝနားမလဲတယ်အဲ့တော့ prophet နာသန်အားဖြင့်ရောက်လာတဲ့အခါကျတော့ချက်ချင်းကြားတဲ့အခါမှာချက်ချင်းတော့ဒါဝိကကြားတာနဲ့ဆင်ခြင်နဲ့ပြုတ်ပြင်နဲ့ပယ်ရှားတယ်ချက်ချင်းတော့အယံကောင်းဒါကြောင့်ချစ်တော်ညီကောင်မောင်တို့ဘုရားလက်တော်ထင်ရှားဖို့မျှော်လင့်ရာကာလမှာဘုရားအမှုပြုမဲ့မျှော်လင့်ရာကာလမှာညင်ဝတ်စွာနေရင်းနဲ့ကျွန်တော်အသက်တာကိုရှင်ခြင်းမှာနှုတ်ကပတ်တော်၌ပြုပြင်မှာဘုရားခင်မနစ်တဲ့အရာတွေအလိုတော်ဝန်ခံဖို့အတွက်အစည်းအသားဖြစ်နေတဲ့အရာတွေကိုယ့်ရဲ့အသက်တာထဲမှာပြုပြင်မှာဖယ်ရှားပါအဲ့ဒီ၃ချက်ဟာကျွန်တော်အသက်တာထဲမှာလည်းဘုရားရဲ့မဆခြင်းလက်တော်ကိုမနှီးပဲနမိတ်လက္ခဏာသက်တွေကိုမြင်တွေ့ရဖို့ဖြစ်တယ်ဆိုတာလေးကိုဒီနေ့ညမှာအရောက်ချင်းစီတိုင်းကိုဆင်ခြင်စရာဖို့ခွန်အားပေးပါတယ်နှုတ်ကပတ်တော်ဟာအရောက်ချင်းစီတိုင်းတွေတိဆောက်စရာဖြစ်ပါစေ